အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Discovery Test Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့အတွက်တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့1986ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မင်းသားကြီး Robert De Niro ပါဝင်တည်ဆောင်ထားပြီးဒါရိုက်တာကြီး Martin Scorsese ရဲ့ masterpiece တစ်ခုဖြစ်တဲ့ Taxi Driver ဇာတ်ကားလေးပဲဖြစ်ပါရဲ့ဒီဇာတ်ကားမှာဆိုရင်တော့ဖြစ်1980ပြည့်နှစ်လို့ American Vietnam စစ်ပွဲလွန်စစ်ပြန်တွေရဲ့စိတ်တန်ရာနဲ့လူမှုပတ်ဝန်းကျင်နဲ့ပြည်လည်ဝင်စမှုစူးစမ်းနေတဲ့လူတစ်ယောက်ကြောင့်ကိုစိတ်ကြွပုံစံလိုနဲ့ရိုက်ပြထားပြီးနယူးယောက်မြို့ကြီးရဲ့ညဘက်ပျက်စီးနေတဲ့မြို့ပြရဲ့ယိုရင်းနေတဲ့ရာဇဝတ်မှုတွေနဲ့ညစ်ကြေးတွေကြည့်ပြီးစိတ်ပြည့်အားမလို့အားမရဖြစ်လာပြီးထိကျမှုနဲ့ပတ်ဝန်းကျင်နဲ့အဝင်ခွင့်စမှုစူးစမ်းတဲ့အခါမှာလည်းမအောင်မြင်တဲ့အခါမှာတော့မြို့ပြရိုတန်ရှင်းပြရမယ်ဆိုတဲ့အတွေးတွေဝင်လာတဲ့အကြောင်းကောင်းကောင်းကြီးမီးမောင်းထိုးရိုက်ပြထားတဲ့ကားပဲဖြစ်ပါရဲ့ဗျဇလန်လေးမစခင်မှာဆိုရင် channel လေးကိုသဘောကျလို့ support ပေးခြင်းနဲ့ဆိုရင် like and subscribe လေးနှိပ်ပြီးနောက်တဲ့ဗီဒီယိုသစ်တင်တိုင်းမှာသိရှိအောင်လုပ်မလဲခါတော်လေးနှိပ်ထားပေးခဲ့ကြပါအောင်ခင်ဗျကဲအခုဆိုကျွန်တော်နဲ့အတူဇလန်ရဲ့အသေးစိတ်ကိုဆက်လက်ကြည့်ရှုလိုက်ကြအောင်ပါခင်ဗျ Loneliness has followed me my whole life. Every bars and cars, sidewalks, stores, everywhere. There's no escape from God's lonely man. ဇလန်လေးရဲ့ဆောင်းမှာဆိုရင်တော့ဖြစ်အသက်26နှစ်အရွယ်ရှိနေဖြစ်တဲ့ Travis Bickle ဟာတက်စီမောင်းတဲ့အလုပ်ကိုလာအောင်ရှောက်နေရတဲ့စထားပါတယ်။သူ့ရဲ့ကိုယ်ကိုယ်တာချက်လက်တွေကိုကြည့်ရှုတဲ့အခါမှာဆိုရင်တော့ဖြစ်သူက American Vietnam စစ်ပြန်တယောက်ဖြစ်တဲ့ဆိုတာကိုတွေ့ရပြီးသူကညဘက်တွေမှာအိမ်မရတဲ့ယောဂတနည်းအားဖြင့် insomnia ယောဂကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။သူကဆိုရင်အဲ့ဒီညအိမ်မရတဲ့အတွက်ချိန်ကုန်တက်တာစေဖို့အတွက်အခုလိုတက်စီမောင်းတဲ့အလုပ်ကိုလာအောင်ရှောက်တင်နေရခြင်းပဲဖြစ်ပါတယ်။ Travis မှာသူ့ရဲ့အတွေ့အကြုံခံစားချက်တွေနဲ့မျိုးပြပေါ်သူ့ရဲ့အမြင်တွေကိုဒါရိုက်ရေးမှတ်ထားတဲ့အချင်းရှိပါတယ်။ရက်စွဲအနေနဲ့ကတော့မေလ10ရက်နေ့ဖြစ်ပြီးသူဟာဆိုရင်ဒီမျိုးကြီးရဲ့အမိုက်တွေကိုမိုးရီကရှင်းပေးနေတဲ့အတွက်မိုးရွာတာကိုကျေးဇူးတင်နေပါတယ်။ပြီးတော့သူကဒီနေ့မှာပဲစပြီးတော့ညနေ6နာရီကနေမနက်6နာရီထိတချို့ရက်တွေမှာဆိုရင်တော့ဖြစ်မနက်8နာရီထိတက်စီမောင်းတဲ့လုပ်ကိုစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။သူကတပတ်လုံးအနားမြူပဲတပတ်ကို6ရက်တစ်ခါလေးဆို9ရက်လုံးလုံးလုပ်နေပါတယ်။သူကဒီလိုအလုပ်တွေရန်ကြိုးစားနေတာသူ့ကိုယ်သူအရန်အလုပ်တွေရှုပ်ပြီးစိတ်အလွယ်လည်းမဖြစ်အောင်တက်နိုင်ဆုံးကြိုးစားနေရလည်းပဲဖြစ်ပါတယ်။သူကနယူးယောက်မြို့ရဲ့ညဘက်တွေမှာကားမောင်းရင်မြို့မှာဖြစ်ပျက်နေတာတွေကိုလည်းအမြဲတမ်းစောင့်ကြည့်နေတတ်ပါတယ်။သူ့ရဲ့ဆိုအရရိုင်းဆိုင်တီလီဂျဘိုးပြည်ဒီဇိုင်းနဲ့မကောင်းတာလုပ်တဲ့သူတွေနဲ့တရိတ်ဆန်တွေအားလုံးဟာညဘက်တွေမှာဆိုရင်စတင်ထွက်လာလေးရှိပြီးတနေ့မှာမိုးရေကလမ်းဘေးအမိုက်တွေကိုတန့်ရှင်းသွားတန့်စင်သွားသလိုမျိုးလူတယောက်ဟာပေါ်လာပြီးအဲ့ဒီမကောင်းတာတွေလုပ်နေတဲ့လူတွေအကုန်လုံးကိုရှင်းပြလိုက်မယ်လို့လည်းယုံကြည်နေသူတဦးဖြစ်ပါတယ်။ Travis ဆိုရင်တက်စီမောင်းရင်လူမျိုးစုံကိုနေရာဆောင်ပို့ပေးခဲ့ပူပြီးလည်းဖြစ်ပါတယ်။လူတွေကတယောက်နဲ့တယောက်သွားကြတဲ့နေရာချင်းမတူညီကြဘူးမယ်။သူတို့အားလုံးက Travis အတွက်ကတော့တူတူဖြစ်နေပြီးအညစ်အကြေးရိုင်းဆိုင်နေကြတာပဲဖြစ်ပါတယ်။ Travis ဟာညခင်းနေမှာတညာလုံးပင်မအောင်ကားမောင်းနေပေမဲ့လည်းအိမ်မပျော်သေးတဲ့အတွက်သူကအလုတ်စင်းတာနဲ့ပြကားပြတဲ့ဇာကားရုံကိုသွားပြီးကြည့်လိမ့်ရှိပါတယ်။သူဟာဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ဒီလိုပင်မအောင်လုပ်ပြီးနှစ်ချက်အိပ်ပျော်ဖို့ကကြိုးစားပေမဲ့လည်းနှစ်ချက်အခုချိန်ကြီးလုံးဝအိမ်မပျော်သေးဘူးပဲဖြစ်ပါတယ်။သူဟာဆိုရင်သူ့ဘဝမှာသူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုကိုအလိုရှိနေတဲ့အထီးကျန်နေတဲ့သူတအုပ်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာဆိုရင်လူတွေကကိုယ့်ရဲ့စိတ်သက်ကြစရာမှောင်တူတွေမှာမနစ်မြုပ်နေတယ်မဲ့တခြားလူတွေလိုတာမန်လူတယောက်လိုဖြစ်လာတဲ့နယ်လို့လည်းယုံကြည်တဲ့အရန်မှစိတ်မကောင်းစရာအတွေးခေါ်တစ်ခုလည်းအဆိုင်ယုံကြည်ထားသူတအုပ်ဖြစ်ပါတယ်။ဒါကိုကြည်ချင်းအပြင် Travis ဟာအရန်ကိုလူဖွဲ့စည်းနဲ့အဝင်ဝင်ကြဖြစ်အကြောင်းစူးစမ်းခြင်းပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိတဲ့သူမျိုးဖြစ်နေတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ Travis ဆိုရင်တော့ဖြင့်ကောင်မလေးတယောက်ကိုဆီနိတာမဲဆွယ်စည်းရုံးဝင်ဖြစ်တဲ့ပလက်တန်းကမ်ပိန်းမှာစတင်တွေ့ရှိခဲ့ပြီးသူမဟာအဲ့နေတော့ကတော့အဖြူရောင်ကာလေးကိုဝတ်ဆင်ထားပြီး Travis အတွက်တော့သူမဆိုရင်တခြားသူတွေနဲ့မတူပဲတမှုထူးခြားနေတယ်ဆိုတော့ကိုသိရှိခံစားနေခဲ့ပါတယ်။သူမဆိုရင်တော့ဖြင့်ပလက်တန်းကမ်ပိန်းမှာအလုပ်လုပ်ကိုင်နေတဲ့သူဖြစ်ပြီးတော့တုံလို့ခေါ်တဲ့လုပ်ဖို့ကိုင်ဘက်တအုပ်လည်းရှိပါတယ်။ Travis ဟာအဲ့ကောင်မလေးကိုအရက်ဆိုင်ကြည့်နေတာကြာပြီဖြစ်တဲ့အတွက်တုံကိုတစီသမားတအုပ်ကသူ့ကိုအကြာကြီးစိုက်ကြည့်နေတဲ့အကြောင်းပြောရတယ်။အဲ့ခါကျတော့တုံကလည်း Travis ကိုပြင်ထွက်ပြီးပြောမယ်လုပ်တဲ့အခါမှာ Travis ကလည်းအဲ့နေရာနေပဲချက်ချင်းပဲထွက်ခွာလာခဲ့ပါတယ်။ Travis တို့တက်စီသမားတွေရဆိုရင်လည်းညဘက်အလုပ်ခဏနားတဲ့အချိန်မှာဆိုရင် cafeteria တစ်ခုမှာစားတောက်လေးရှိကြပြီ။ Travis ကလည်းသူနဲ့တည့်တဲ့လူတွေတိုင်းမှာဝင်ထိုင်လေးရှိပါတယ်။ဒါပေမဲ့အဲ့လိုထိုင်တဲ့အခါမှာဆိုရင်လည်းသူဘေးကလူတွေကအချင်းချင်းစကားပြောနေကြပြီးသူ့ကိုအခေါ်ပြောလို့ကြိုက်မယ်လေသူကတော့ပြေလူတယောက်လိုပဲခံစားနေရစေပဲဖြစ်ပါတယ်။အဲ့ဒီတက်စီသမားတအုပ်ကလည်း Travis ဟာရုပ်တစ်မျိုးလုံးကလမ်းကြိုလမ်းကြားတွေပါမကျန်မောင်းနေတဲ့တက်စီသမားဖြစ်တဲ့အတွက်တကယ်လို့အရေးချမ်းတစ်ခုကြောင့်တနက်လိုလာခဲ့သူ့မှာတိတယောက်ရှိကြောင်းလည်းလှမ်းပြောပြနေပါတယ်။နောက်တစ်ခါမှဆိုရင်တော့ပြ Travis ဟာယင်းနေ့ကသူတော်ချောင်းနေတဲ့ကောင်မလေးကိုပလန်တက်ကပိန်းမှာ
သူလည်း volunteer ဝင်လို့ချင်ကြောင်းပြောဒီစကားစတင်သွားပြောနေအောင်တွေ့ရမှာဖြစ်ပါတယ်အဲ့ခါမှာကောင်မလေးကနေပြီးတော့ပလက်တိုင်းကြောင့်ဘာသိလဲလို့မေးတဲ့အခါမှာဆိုရင်တော့ဖြစ် Travis ဟာသူ volunteer လုပ်ပေးမယ်ဆိုရင်ပလက်တိုင်းဟာဆိုရင်စနစ်တရွေးခံမဲ့သူဖြစ်ကြောင်းဆိုတာကိုတော့မသိနေခဲ့ရှာပါဘူးအဲ့လိုနဲ့ပဲစကားဆက်ပြောကြပြီး Travis ကတော့ကောင်မလေးကို copy tape ဖိတ်ပြီးကောင်မလေးကလည်းသူ့လိုပဲထိကျက်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်သူနဲ့စကားပြောချင်လို့ကြောင်းပြောပါတယ်အဲ့လိုနဲ့ပဲကောင်မလေးကသူမနာမည်ဆိုရင် Bessie ဖြစ်ပြီးဒီနေ့ညနေအလုပ်ဆင်းလို့ရှိရင်တော့ copy ဆိုင်သွားလို့ရကြောင်းပြောက Travis ကလည်းအဲ့ကြရင်လာခေါ်မယ်လို့ပြောပြီးထွက်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲသူလည်းညနေကျ copy ဆိုင်လေးမှာစုံကြပြီးစကားစမိပြောကြရင် movie date ဖို့အတွက်ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ဒီလိုနဲ့ Travis လည်းသူ့ရဲ့ညဘက်တက်စီမောင်းတဲ့လုပ်တွေကိုဆက်လက်လုပ်ကင်နေရင်တရက်မှာဆိုရင်တော့သူ့ရဲ့နောက်ခန်းထဲမှာပါလာတဲ့ခီးတရားလဲပလက်တိုင်းကိုလိုက်ဖြစ်နေတယ်ဆိုတော့တွေးလိုက်ရပါတယ်ဒါနဲ့ Travis ကလည်းသူကပလက်တိုင်းရဲ့ supporter ကြီးစားဖြစ်ကြောင်းနဲ့ပလက်တိုင်းကလည်းနိုင်ငံရေးသမားတို့ထုံးစံအတိုင်းမဲဆွယ်ဖို့အတွက်လူတွေလိုချပြောနေအောင်ဒီနိုင်ငံကြီးမှာ Travis အဲ့ဒီပြက်ဆုံးတဲ့အပြင်စီချင်းဆုံးနေအောင်မေးတဲ့အခါမှာဆိုရင်တော့ဖြစ်လမ်းဘေးမှာလေလွင့်ကျက်စားနေတဲ့မကောင်းမှုမှန်သမျှကိုရှင်းပြပြီးမျိုးတစ်မျိုးလုံးကိုတက်ရှင်းပြစ်တင်တယ်လို့သူ့ရဲ့အမြင်တွေကိုပြောပါတော့တယ်ပလက်တိုင်းကလည်း Travis ကိုထူးဆန်းတဲ့လူတစ်ယောက်အနေနဲ့ကြည့်ပြီးသူပြောတာတွေအကုန်လုံးလိုက်လို့ဖို့တော့မလွယ်ပေမဲ့ကိစ္စသေးသေးလေးတွေကနေစပြီးတော့ကြောင်းလဲဖို့အရင်လိုချောင်းပြောလိုက်ပါတယ်အဲ့ခါမှာ Travis ကလည်းပလက်တိုင်းရဲ့စကားတွေဟာစိတ်ထဲမှာပါချောင်းနဲ့အပေါ်ရန်တသက်ဒေတာဖြစ်ကြောင်းမြင်ပြီးပလက်တိုင်းဟာဆိုရင်လက်ဆွဲစီးရုံတသက်တာလုံနေတဲ့လူတအုပ်ဖြစ်တယ်ဆိုတာ Travis လည်းသိလိုက်ပါတော့တယ်ဒီလိုနဲ့ Travis လည်းတက်စီဆက်မောင်းလိုက်တနေရာရောက်မှာကောင်မလေးတယောက်ကသူ့ရဲ့ကားပေါ်တက်လာပြီးဒီကောင်မလေးရဲ့ပုံစံဆိုရင်တော့ဖြစ်မျက်လုံးတွေကပုံမှန်မဟုတ်နေဘူးဘလိုမဲထိတ်လန့်နေတဲ့ပုံပေါက်နေပါတယ် Travis ဆိုရင်လည်းသူဟာဒီမျိုးကြီးရဲ့အညစ်ကြေးကြားမှာပိတ်မိနေတဲ့တားကောင်ဆိုတာကိုခံစားမိလိုက်ပါတယ်ပြီးတော့ကောင်မလေးကနေဆက်ပြီးတော့ပဲဒီကနေချက်ချင်းထွက်သွားပေးဖို့ပြောလိုက်ပါတယ် Travis ကလည်း Trump လို့အလုံးမှာနောက်ကနေလူတယောက်လိုက်လာပြီးအဲ့ကောင်မလေးကိုပြန်လဲခေါ်ဆောင်သွားပါတယ် Travis ကတော့သူ့ရဲ့တက်စီမောင်းတဲ့အလုပ်ကိုပုံမှန်တိုင်းဆက်လက်လုပ်ကင်လျက်ရှိနေတယ်ဒါပေမဲ့တချို့ညနေမှာဆိုရင်လည်းညဘက်ကားမောင်းနေနေတဲ့လမ်းဘေးကဆယ်တော်သက်ရွယ်ကောင်လေးတွေကသူ့ရဲ့ကားကိုလှမ်းပြီးဂဲရင်းနဲ့ပေါက်လို့ပေါက်ကျုပ်ရင်းနဲ့ပေါက်လို့ပေါက်နေအဲ့လိုနဲ့ကားမှန်နေလဲကိုရပြန်ပါတယ်ဒီမျိုးရဲ့ညဘက်နေမှာအသက်ရှင်တဲ့နေပုံကိုကြည့်ပြီး Travis လည်းစိတ်တွေကတော့ပုံမလေးလံလို့လာနေခဲ့တာပေါ့ဒီလိုနဲ့ Travis လည်း Bessie နဲ့ movie သွားကြည့်ဖို့ချိန်ထားတဲ့နေ့ကိုရောက်လာပြီး Travis လည်း Bessie ကိုရုပ်ရှင်ကိုခေါ်သွားခဲ့ပါတယ်ကျွန်တော်ရဲ့ဇက်လိုက်ကျော် Travis ကတော့ကောင်မလေးရုပ်ရှင်ကိုခေါ်သွားဖို့ရောက်လာခဲ့ပြီးရောက်တဲ့အခါမှာတော့သူခေါ်လာတဲ့ရုပ်ရှင်ဟာပြရုပ်ရှင်ကိုဖြစ်နေပါတော့တယ်ဒါနဲ့ Bessie ကလည်း Travis ကိုရမ်းအောင်စိတ်ဆိုးသွားပြီးအဲ့နေရာနေချက်ချင်းပဲထွက်ခွာလာခဲ့ပါတယ်နောက်နေ့မှာဆိုရင်တော့ Travis က Bessie စီကိုဖုန်းဆက်ပြီးတောင်းပန်မှုကစူးစမ်းရမယ်လဲပထမတကောမှာ Bessie ဘက်ကကင်ခဲ့ရမယ်နောက်ခါဒီမှာဆိုရင်တော့ဖြင့်ဖုန်းကိုလုံးဝကင်ခြင်းမရှိတော့ပါဘူး Bessie စီကိုတောင်းပန်မှုအတွက်ပန်းတွေပို့ဖို့စူးစမ်းရမယ်လဲ Bessie ဘက်ကလက်မခံတဲ့အတွက် Travis ရဲ့ခန်းထဲမှာဆိုရင်လဲပန်းတွေကမျိုးစုံရောက်ရှိနေပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ Travis လက်တရက်မှာတော့ Bessie လှုပ်နေတဲ့နေရာကိုသွားပြီးတော့သူ့ကိုဖုန်းမကင်တဲ့အတွက်စိတ်ဆိုးမှန်ဆိုးနဲ့သွားပြောပြီးပြန်ထွက်လာခဲ့ပါတယ်အဲ့ခါကျမှ Travis လည်း Bessie ဆိုရင်သူများနေလိုမျိုးသွေးရက်ဆက်တဲ့လူတစ်ယောက်ဖြစ်တယ်လို့စမြင်လာပါတော့တယ်နောက်တစ်ခါမှဆိုရင်တော့ပြင် Travis လည်းသူတို့ထိုင်နေကြ cafeteria မှာသူ့တည်ရရှိနေတဲ့ဝိုင်းမှာပဲဝင်ထိုင်လိုက်ပါတယ်ဒီလိုနဲ့ဝိုင်းထဲကဝစ်ဆိုတဲ့လူကလည်းထထတော်မယ်လုံးမှာ Travis ကစကားခဏလောက်ပြောချင်လို့ပါဆိုပြီးအပြေခဏထွက်လာခဲ့ကြပါတယ်ဒီလိုနဲ့ Travis ကနေပြီးတော့ပဲသူနဲ့ဝစ်စာအရင်ကစကားမပြောဘူးကြောက်ဆိုပေမဲ့ဝစ်စာဆိုရင်အတွေ့အကြုံရမ်းများတဲ့လူဖြစ်တဲ့အတွက်ခုလိုပြောပြခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒီမှာပဲ Travis ကနေဆက်ပြီးတော့သူဟာဆိုရင်ခုလိုဘဝမှာအရန်ကိုစိတ်ကုန်နေပြီဖြစ်ပြီးလက်တွေ့တစ်ခုကိုလုံးပြခြင်းနေပြီဖြစ်တယ်လို့လည်းပြောပြနေပါတယ်ဝစ်ကလည်း Travis ကိုဒီတိုင်းတာမန်ဘဝကနေတိုးတက်ကြီးပွားခြင်းနေတယ်လို့ဆိုလိုချင်တယ်ထင်သွားပြီးမင်းကလည်းတခြားသူတွေလိုပဲဖြစ်မှာပါစိတ်အေးထားဖို့လိုပဲပြန်ပြောကနှစ်သိမ့်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီကမ်းမှာဆိုရင် Travis ကိုပြောသွားတဲ့စကားတွေကိုတိတိကျကျနားထောင်ကြည့်မယ်ဆိုရင်သူ့ရဲ့စိတ်ထဲအမောက်လူတွေကတပြေးပြေးကြီးစိုးလာနေပြီးသူ့ရဲ့ဒေါသတွေကိုပေါက်ကွဲထုတ်ဖို့အတွက်လက်တွေ့ချမ်းဖတ်မှုတစ်ခုခုကိုစတင်ပြီးလှုပ်ချင်နေပြီဆိုတာကိုတွေ့ရပါတယ် I really want to. I got some bad ideas in my head. I just. Travis နေခဲ့ပတ်အလုံးလုံးမရတဲ့အချိန်မှာဆိုရင်တော့ပလက်တိုင်းရဲ့တရေတုံးလုံးမှုတွေကိုလည်းနားဆင်နေလေးရှိပြီးအဲ့ဒီဟာရပဲ Travis ရဲ့တွေးပေါ်ခုံပုံတွေကိုလက်နဲ့ချင်းစီစတင်ပြောင်းလဲနေပြီဖြစ်ပါတယ်ဒီလိုနဲ့ Travis လည်းပုံမှန်တိုင်းညဘက်တွေမှာတက်စီမောင်းနေရင်လက်တနေရာရောက်မှလူတယောက်ထွက်ပေါ်လာပြီးထို့သူကတော့အရင်တစ်ခါသူ့ကားနောက်ကနေမှတက်ထိုင်ပြီးချက်ချင်းထွက်သွားဖို့ပြောခဲ့တဲ့ကောင်မလေးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်မတော့သူနဲ့အတူတခြားကောင်မလေးဖော်တယောက်လည်းပါလာက Travis လည်းကားကိုဖြည်းဖြည်းချင်းမောင်းပြီးကဲခတ်နေပါတယ်သူတို့လည်းတခြားကောင်လေးနဲ့ထောက်သွားတဲ့အခါကျမှ Travis လည်းမောင်းထွက်လာပြီးကားမောင်းရဲ့ဘွားကြီးအကြောင်းကိုစတင်တွေးနေပါတော့တယ်သူ့ရဲ့တွေးထဲမှာဆဲသောဖြင့်ငါဘယ်တော့ငါနောက်ကိုတိကျမှုကြီးအမြဲလိုက်နေတာပဲငါဒီဘွားကြီးကနေ
လွတ်မြောက်မဲ့လမ်းကိုမမြင်မိပဲငါဆိုရင်တရားသခင်ရဲ့ရန်ကိုထိကျက်နေတဲ့လူတစ်ယောက်ပဲလို့ပြောပြနေတဲ့ Travis ရဲ့အတွေ့အကြုံကိုလည်းသိရှိရလာရပါတယ်ဒီနေ့ရဆိုရင်တော့ဖြစ်ဂျွန်လာရှိရဲ့နေ့ဖြစ်ပြီး Travis ဟာဒီနေ့ကသူ့ရဲ့ဘဝအပြောင်းလဲကိုရောက်ရှိလာမဲ့နေ့ပဲလို့သူ့ရဲ့တာယာရဲမှာရေးမှတ်ထားပါတယ် Travis ကသူ့ရဲ့အတီကိုပြောပြီးတနက်ရောင်းတဲ့သူတယောက်နဲ့ချိတ်ခိုင်းကတနက်မျိုးစုံကိုကြည့်နေပါတော့တယ်ဒီလိုနဲ့ Travis လည်းတနက်မျိုးစုံကိုစက်ကြည့်ပြီးသူ့ကြိုက်ဆုံးတနက်တွေကိုဝယ်လာခဲ့လိုက်ပါတော့တယ်ဂျွန်လာ29ရက်နေ့ကိုရောက်လာပြီဖြစ်ပြီး Travis ဟာဆိုရင်လည်းသူ့ရဲ့ခန္ဓာကိုယ်ပြန်လဲတန်မာလာအောင်အတွက်လေ့ကျင့်ခန်းတွေလုပ်အလေးတွေပြန်မနေပြီဖြစ်ပါတယ်တနက်ပြစ်တွေလည်းပြန်လဲလေ့ကျင့်နေပြီးသူ့ကြော်သားတွေကိုလည်းကျစ်လက်နေအောင်စားတောက်တွေအစသတိထားပြီးပြန်စားနေပြီဖြစ်ပါတယ်အခန်းမှာဆိုရင်တော့ Travis ဟာပလန်တိုင်းရဲ့ဟောပြောပွဲကိုတွားကြည့်နေပြီးစင်နတာကိုစောင့်ရှောက်နေတဲ့လူ့ဝက် agency ကိုတွားပြီးစကားပြောကလုံခြုံရေးတွေရဲ့အသေးစိတ်လုံးပုံတွေကိုနီးကပ်လေ့လာနေပါတယ်။ agent သူ့ကိုတန်တရားရှိလာလို့လိပ်စာမေးတဲ့အခါမှာဆိုရင်တော့ Travis ကလိပ်စာတူကိုပေးခဲ့ပြီးအိမ်ကြီးကနေထွက်ခွာလာခဲ့ပါတယ်။နောက်တစ်ခါမှဆိုရင်တော့မှန်တဲ့ကိုကြည့်ပြီးကိုစကားပြောနေ Travis ရဲ့အခန်းကိုမြင်မှဖြစ်ပြီးဒီခန်းမှာဆိုရင်တော့ Travis ရဲ့စိတ်ချနေဟာဘလောက်တောင်ဆိုးဝါးနေပြီလဲဆိုတော့မြင်ရမှာဖြစ်ပါတယ်။ Well, who the hell else are you talking? Talking to me? Well, I'm the only one here. သူကောင်းတဲ့အတွေ့အကြုံဆိုရင်လည်းပုံမိုးလို့ကျန်းဖက်ဆန်လာခဲ့ပြီးသူ့ရဲ့တိုင်ရိုင်ထဲမှာလည်းမကောင်းမှုတွေမတရားမှုတွေအားလုံးကိုငုံခံမနေတော့မဲ့လူတယောက်ပေါ်လာပြီလို့လည်းရေးထည့်နေခဲ့ပါတယ်ဒီလိုနဲ့ညမှာကုန်းကုန်းဆိုင်မှာဈေးဝယ်ရင်ဆိုင်တော်ဓမြတိုက်ခံနေရပါတယ်အားနဲ့ Travis လည်းသူ့နောက်ကျောကတနက်ကိုထုတ်ပြီးတော့ဓမြရဲ့ခေါင်းကိုချိန်ပြီးဖြစ်ထည့်လိုက်ပါတယ်ဆိုင်ရှင်ကြီးကလည်းဒီကိစ္စကိုသူပဲကြည့်ရှင်းလိုက်မယ်ပြောပြီး Travis ကိုအိမ်ကနေထွက်ခွာလာခဲ့ခံလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာဆိုရင်တော့ Travis လည်းအရင်တစ်ခါသူကားပေါ်တက်ထိုင်ခဲ့တဲ့ main ကလေးနောက်ကိုလိုက်ပြီးစတဲ့စကားသွားပြောဖို့ကြိုးစားပါတယ်။ main ကလေးကလည်းသူနဲ့စကားပြောချင်တဲ့ဆိုရင်အရင်ဆုံးမတ်ဒရူးနဲ့ရင်စပြီးစကားသွားပြောမယ်ဖြစ်ကြောင်းနဲ့မတ်ဒရူးဆရာခွင့်ပြုချက်ရမှသူနဲ့စကားပြောလို့ရမယ်ဖြစ်ကြောင်းပြောကမတ်ဒရူးရှိအောင်ညွှန်ပြလိုက်ပါတယ်။ Travis လည်းမတ်ဒရူးနဲ့စကားသွားပြောပြီး Travis ရဲ့ဝန်စားစီရင်ပုံဟာရဲနဲ့တူနေတဲ့အတွက် Travis ကနေပြပဲရဲမဟုတ်ကြောင်းသိချရှင်းပြမယ်မတ်ဒရူးကလည်းဈေးစကားတွေစတင်ပြောလာခဲ့ပါတယ်။အဲ့ခါကျမှ Travis လည်းကောင်မလေးဟာဒူးစရသမားတွေရဲ့လက်ကြားမှာပိတ်မိနေတဲ့ကုညီမဲ့နေတဲ့တာမန်မိန်းကလေးတယောက်မဟုတ်ပဲပြည့်တစားတယောက်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ပြီးတော့ထပ်သိလိုက်ရတာကောင်မလေးရဲ့အသက်ဟာ12နှစ်ကျော်သာရှိသေးပြီး Travis ကလည်းရန်ဒေါသထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူကကောင်မလေးနဲ့တွေ့ပြီးစကားပြောချင်သေးတဲ့အတွက်မတ်တူးပြောတဲ့ဈေးကိုလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့ Travis လည်းကောင်မလေးနဲ့တူတိုက်ထဲဝင်လာပြီးကောင်မလေးနာမည်ကိုမေးကြည့်တဲ့အခါမှာဆိုရင်တော့ကောင်မလေးရဲ့နာမည်က Iris ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီလိုနဲ့ Iris ကအဝတ်တွေချွတ်ဖို့လုပ်တဲ့အခါမှာ Travis ကနေပြီးတော့ပဲသူကဒီကိစ္စအတွက်ဒီကိုလာတာမဟုတ်ကြောင်းနဲ့ခုလိုလာခဲ့ရတာဟာတညတော့က Iris ဟာ Travis ရဲ့တက်စီပေါ်ဝင်လာပြီးမတ်လူကနေပြီးပြန်ခေါ်သွားခဲ့တော့က Iris ရဲ့ပုံစံဟာဒီကနေဖပ်ပြေးလွတ်ပြောင်းချင်နေတဲ့ပုံပေါက်တဲ့အတွက်ကုညီချင်လို့ကြောင်းပြောပါတယ်။ကောင်မလေးကလည်းအဲ့ဒီညတော့ဆိုရင်သူကဆေးသုံးထားတဲ့အတွက်စိတ်နဲ့ကိုယ်နဲ့ကပ်နေကြောင်းပြောပြီးမတ်လူကနေပြီးတော့ပဲသူ့ကိုပြန်လိုက်ထိမ့်ပေးနေခြင်းဖြစ်ကြောင်းပြန်ရှင်းပြပါတယ်။ဒီလိုနဲ့ Travis လည်းသူစူးစမ်းခဲ့ပါသေးတယ်ဆိုတဲ့အကြောင်းပြောကဒီလိုနေရာမျိုးမှာမဟုတ်ဘဲအပြင်မှာမနက်စာစားရဲ့စကားအေးစေးခဏပြောခြင်းမူအကြောင်းပြောပြီးနောက်ရက်မှာတွေ့ဖို့ချိန်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ Travis လည်း Iris ကိုနောက်နေ့မနက်မှာမနက်စာစားဖို့ခေါ်လာပြီး Iris ကိုပတ်စံပေးပြီးမိဘတွေစီပြန်သွားဖို့တွန်းအားပေးနေပါတယ်သူဟာဒီလိုညစ်ပတ်နေတဲ့မျိုးပြရန်နေ Iris ကိုဆွဲထုတ်ကယ်တင်ပေးခြင်းနေခဲ့တာပါဒါပေမဲ့ Iris ကတော့သူမမိတ်နှိပ်စက်နေတဲ့မတ်လူကိုပဲချစ်နေတော့ပဲဖြစ်ပါတယ်Travis ကနေပြီးတော့ပဲဆက်ပြီးမတ်လူကဆိုရင်အစင်တက်အရန်ကိုနှိမ့်ချလွန်တဲ့လူမျိုးဖြစ်ပြီးခုလိုခေါင်းပုံဖြတ်လှုပ်ရှားနေတဲ့သူတယောက်ကိုတခုတော့လောက်ရတော့မယ်ဆိုပြီးပြောပြနေပါတယ်။ Iris ကလည်းသူဟာဆိုရင်အရင်က hippie တိုင်ဝမ်နေနဲ့အတူတူနေခဲ့ဘူးကြောင်းပြောပြပြီး Travis ကိုလည်းသူနဲ့အတူတူတစ်ခါလောက်တော့လိုက်လေတေချောင်းပြောတော့ Travis ကလည်းသူဒီမျိုးကနေထွက်သွားလို့မရကြောင်းနဲ့သူဟာဆိုးရအတွက်တခုလှုပ်ရှားရှိကြောင်းပြောပြပြီးတက်စီမောင်းတဲ့အလုပ်ဟာဆိုရင်လည်းအချိန်ပိုင်းလောက်တာဖြစ်ကြောင်းရှင်းပြနေပါတယ်။ဒီနေရာမှာကြည်တရားပြ Travis ကတခုခုစတင်အေးစေနေပြီးဖြစ်တယ်ဆိုတာကိုသိရှိနိုင်ပါတယ်။တော့မှဆိုရင်တော့ Iris ကလည်းဒီနေရာနဲ့ထွက်ခွာသွားခြင်းနေပြီဖြစ်ကြောင်းပြောတော့မတ်တူကနေပြီးသူဟာ Iris ကိုလိုအပ်ကြောင်းနဲ့ Iris မရှိပဲသူကမနေနိုင်ကြောင်းပြောက manipulate လုပ်ပြီးသူ့စီကနေထွက်မသွားအောင်ချုပ်ထားလိုက်ပါတယ်။ဒီလိုနဲ့ Travis လည်း Iris ကိုသူ့မိဘတွေစီပြန်သွားဖို့နဲ့မင်းဒီစာကိုဖတ်တဲ့ချိန်ကျလို့ရှိရင်ငါလည်းတင်နေလောက်ပါပြီလို့ဆိုပြီးနှုတ်ဆက်စာရေးကပတ်စံကိုစာရီတဲ့ထည့်လိုက်ပြီး Iris အတွက်ခြံသွားပေးခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ခါမှဆိုရင်တော့ဖြစ်မိုဟော့စပင်းကီပုံစံညှက်ထားတဲ့ Travis ကိုတွေ့ရမှာဖြစ်ပြီးသူကပလက်တိုင်းရဲ့ဟောပြောပွဲကိုတော့အောင်ကြည့်ရှုနေပါတယ်ပလက်တိုင်းလည်းဟောပြောပြီးစင်မုံကနေဆင်းလာတော့မယ့်အချိန်မှာ Travis ကလည်းစင်တန်းကိုကတ်သွားကပလက်တိုင်းနဲ့အနီးဆုံးနေရာရောက်တော့လောက်ကြံမှုအတွက်တနက်ကိုနှိုက်ဖို့ပြင်ပါတယ်အဲ့ချိန်မှာပလက်တိုင်းရဲ့
secret agent ကတွေ့သွားပြီးသူ့ကိုဖမ်းဖို့ကြိုးစားပြီး Travis လည်းအဲ့နေရာနေပဲလစ်ထွက်လာခဲ့လိုက်ရပါတယ်။ Travis လည်းသူ့ရဲ့ senator ကိုလုံးကျမဲ့စီစဉ်ဟာကြာရှုံးသွားတဲ့အတွက် Matthew စီကိုမြှောက်လှည့်သွားပြီးတော့ Matthew စီကိုနောက်တစ်ခေါက်သွားတွေ့ခဲ့ကဒီတစ်ခါမှဆိုရင်တော့ Matthew ရဲ့ဘိုက်ကိုတနက်နဲ့တစ်ခါလေးပြစ်ထည့်လိုက်ပါတော့တယ်။ပြီးတော့ Iris ကြီးတဲ့တိုက်ပေါ်တက်ကိုတက်လာခဲ့ကခါရ Iris ရဲ့အလုပ်အတွက်ပတ်စံကောက်ခံနေကြဘိုးတော်ကိုလည်းတစ်ခါလေးရှင်းပစ်လိုက်ပါတော့တယ်။အဲ့ချိန်မသေးသေးတဲ့ Matthew ကနောက်ကနေပြန်ပြစ်တဲ့အတွက် Travis လည်း level ကိုကြီးမှန်သွားပြီး Matthew ကိုပြန်လှည့်ပစ်ကကိစ္စချောပေးလိုက်ပါတယ်။ပြီးတော့တိုက်ပေါ်တက်ကိုဆက်တက်လာခဲ့ပြီး Iris အခန်းထဲကကျန်တဲ့လူတယောက်ကိုလည်းတပ်ပစ်လိုက်ပါတော့တယ်။ Travis လည်းကိုလုတ်ချင်လုပ်ပြီးတဲ့အတွက်ကိုမေးကိုတနက်နဲ့ချိန်ပြီးကိုအဆုံးစီမှုစူးစမ်းရမယ်လေကြီးကုံသွားပြီဖြစ်တဲ့အတွက်အဆုံးသတ်နိုင်ဖြစ်နေပါတယ်။ Iris ကတော့ကြောက်လန့်နေပြီးအဲ့ချိန်မှာရဲတွေရောက်လာက Travis ကလည်းအာနိုင်သူတယောက်လိုမျိုးပြုံးပြီးမေမျောသွားပါတော့တယ်။နောက်တစ်ခါမှဆိုရင်တော့ Iris နဲ့ Biba တွေစီကနေကျေးဇူးတင်စာရောက်လာပြီး Travis ကိုအလွန်ကျေးဇူးတင်ကြောင်းနဲ့ Iris ကလည်းအခုဆိုရင်ကျောင်းကိုပြန်လက်တက်ရောက်နေပြီဖြစ်ကြောင်းပြောဆိုထားပါတယ်။လူတွေနဲ့အနေငယ်ပုံမအဆင်ပြေလာဟန်ရှိတဲ့ Travis ကိုတွေ့ရမှာဖြစ်ပြီး Travis ကလည်းဧည့်သည်ခေါ်တဲ့အတွက်တက်စီမောင်းပြီးလိုက်ဖို့ထွက်ခွာလာခဲ့ပါတယ်။အဲ့ခါမှာ Travis ရဲ့ကားနောက်ခန်းထဲမှာလိုက်လာခဲ့သူမှာဘက်စီဖြစ်နေပြီး Travis ကနေပြီးတော့ပဲပလက်တိုင်းနိုင်ဖို့အတွက်ဆူတောင်းပေးကြောင်းပြောလိုက်ပါတယ်။ဘက်စီကနေပြီးတော့ Travis ရဲ့အကြောင်းသတင်းစာထဲမှာဖတ်လိုက်ရကြောင်းပြောတော့ Travis ကသတင်းစာရဲ့ချိန်ကားပြောထားကြောင်းပုံမှန်အတိုင်းပုံမှန်လူတယောက်လိုမျိုးပြန်လည်ဖြေချလိုက်ပါတယ်။သွားမဲ့နေရာရောက်တော့ဘက်စီကဘလောက်ကြမလဲလို့မေးတော့ Travis ကနှုတ်ဆက်ပါတယ်လို့ပြောပြီးတော့အဲ့နေရာကနေထွက်ခွာလာခဲ့ပါတယ်။အဲ့လိုနဲ့အဲ့နေရာကနေထွက်ခွာလာပြီးမကြခင်မှာပဲကားမန်တွေကိုနောက်ပြန်ကြည့်တဲ့အရင်ကလိုသူ့ရဲ့မူမမှန်တဲ့ Travis ရဲ့ပုံစံကိုပြန်လည်တွေးလိုက်ရပြီး Travis ဟာအရင်လိုထိကျက်နေမြဲဖြစ်တဲ့ပြောင်းလဲမသွားသေးတဲ့လူတစ်ယောက်ဖြစ်ပြီးအခုလိုပြည်ငင်းနဲ့စကားပြောနေတာတွေဟာဟန်ဆောင်နေတတ်တာဖြစ်ကြောင်းအရေးမွက်ပြကဇလန်းလေးလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတော့တယ်။ဒီနေ့တော့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျ။ကြည့်ရှုအားပေးကြတဲ့သူတယောက်ချင်းတယောက်ထူးပဲကျေးဇူးတင်ရှိပါရခင်ဗျ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့အောင်ပါခင်ဗျ။